Hello မင်္ဂလာပါနမီပါနေတော့ကဲမယ်နော်ဆိုတာနဲ့လက်တဲ့အစိမ်းအောင်ကတော့အယောင်နေကြပြီဆိုတော့ကာလာချိန်မှာပေါ့နော်အရင်ဆုံးလက်တဲ့ဖြတ်ပါမယ်Every day is a gift, every day is a gift to paint with love and laughter. Okay, ကြီးတွေကလောထုတ်ပါတယ်အစွန်အစမကြီးတဲ့ဟာတွေကိုလည်းညှက်ထုတ်ပါတယ်ရှင်အတိုင်းညှိတာပေါ့နော်ကြီးတွေထုတ်တယ်ဒီနေ့လေးလှဝအောင်ပုံသွင်းပါတယ်နမည်လက်သေးရတယ်အရန်ပါတယ်အရန်ကူးစားရတယ်တလားအရှိတကခါထားဖို့အရန်ကြားတယ်တချောင်းချင်းအရှိတူဖို့ကလည်းလေအရန်ခတ်တယ်တော်လေးစိတ်စီတီးခံပြီးထားရတယ်ဒီလား Every day is a gift every day is a gift to paint with love and laughterအနမဘေးကနည်းနည်းလေးစွန်းထွက်နေတဲ့လက်တဲ့အဖိုးလေးတို့ဘောနော်အစလေးတွေညှိလိုက်တယ်နည်းနည်းလေးပဲအများကြီးညှက်လို့မရအများကြီးညှက်တာနဲ့ကုန်ပြီလက်တွေကမရှိဘူးလေအရန်ပါတယ်ဆိုတော့ဒီလောက်နည်းနည်းလေးရှိလက်တွေကိုဒီလောက်ထားဖို့ကအချိန်အများကြာအဲ့ဒါတော့မလက်သေးချင်းရှိတာမညီဘူးလောက်ရတယ်လေနမီကလည်းလက်တဲ့အယောင်ကအနုနဲ့အရင်ဆိုဒီအယောင်ကနည်းနည်းလေးပို့ပြီးတော့လက်ကိုဖြူစေတယ်လို့ခံစားရတယ်ပေါ့နော်ဒီဗီဒါနုယောင်ကလေလက်ကိုလေးနည်းနည်းလေးဖြူသွားတယ်လို့ခံစားရတယ်KBB မင်းကြီးမညာပရိသာဒီလောက်ပဲတက်တယ်ဒီလောက်ပဲဆိုပါတယ်စင်ဗီဒီယိုဆောင်ကြည့်ပေးတဲ့အတွက်ကျေးဇူးပါကျမ်းမာကြပါစေချမ်းသာကြပါစေ like and sharing လုပ်ပေးပါစင်